ပတ်စံချူစားတယ်ဆိုတာတကယ်တော့လေယောက်ျားလေးတယောက်ပတ်စံချူစားတယ်ဆိုတာတကယ်တော့ဆက်စရာဟုတ်တယ်အဲ့ဒါကိုရုပ်ရည်နဲ့ချူစားလို့ရတယ်ဆိုပြီးမှတည်မလားဂုံစာမဂုံပေါ်နေကြတယ်တော်တော်လေးအဆင်မပြေတော့ယောက်ျားလေးတယောက်မိန်းမကိုမိန်းကလေးတယောက်ကိုပတ်စံချူစားတယ်ဆိုတာညီစံများမှတ်နေတာမသိဘူးနော်အဲ့ပဲပြောလေနော်ပတ်စံချူစားတယ်ဆိုကြတယ်တော်တော်လေးယောက်ျားလေးတယောက်ဖြစ်ပြီးမှပတ်စံချူစားတယ်ဆိုရင်တော်တော်လေးခန္ဓာတစ်ခုဖြစ်နေပြီနော်အဲ့ဒါရုပ်ရည်ရှိလို့ချူစားတာလို့ရုပ်ခံရှိလို့ချူစားတာလို့နော်နေနောင်ကလို့ချူစားနိုင်တာလို့ပြောဟဲ့ခုနမျိုးနော်ရုပ်ရည်မရှိချူစားလို့မရအောင်မလားလို့နေမသိသေးဘူးလားအခုခေတ်ကတချို့လေမော်နေတဲ့သူကကြောက်လေလာရုပ်ရည်မကြည့်ဘူးမော်နေတဲ့သူတချို့တွေကကြောက်နေရုပ်ရည်လာမကြည့်တော့မော်နေတဲ့သူတချို့ကနေဟိုဥပဲကြည့်ရမပါရုပ်ရည်ပြောလာလို့ကဒီရုပ်ရည်ကကြည့်လားဒါပေမဲ့ကြိုက်ချင်မတူလားမကြည့်ငါတော့မချော့တော့မကြိုက်တော့ဟုတ်ပါရဲ့အော်လို့ပါရဲ့တည်မလားပတ်စံချူစားတာကိုတဲ့ပြောမှငါတော့ရုပ်ရည်ကြောင့်ချူစားနိုင်တာဆိုတော့ဒီလောက်ထိတဲ့ထိုင်မှာဒီလောက်ထိပြောနေတာတော့မှသူ့ထောက်ပတ်နေတဲ့စပွန်ဆာပေါ့ဟဲ့သူ့ထောက်ပတ်နေတဲ့စပွန်ဆာမသိဘူးဆိုရင်တော့ကုန်ပြရတော့မိုက်ကြမသိဘူးငါတော့လေယောက်ျားတယောက်စပွန်ဆာပေးမှတော့မတွဲနိုင်ဘူးဘာလို့လဲဆိုတော့ငါတို့စမူစာတော့ကြိတ်ကျွေးနေရတဲ့ဟာဘာလို့ငါတို့ပတ်စံပေးမှပြန်တွဲနေရပါနော်ကိုကအသက်ဘလောက်ပဲကြီးကြီးကွာဥမာအသက်ဘလောက်ပဲကြီးကြီးဘလောက်ပဲဟွာဖြစ်ဖြစ်ကွာတကယ်တော့ကိုတော့တန်မိုးထားတဲ့ကိုတော့ချစ်တဲ့နေလို့ထင်တာပဲဒါကြောင့်သူကပြပြမယ်ဗီဒီယိုတော့သိရမလားသူ့စပွန်ဆာပေးနေတဲ့ဟိုဟာကိုလည်းတွေ့မှာပေါ့ဟိုကမလည်းတွေ့မှာဟိုကောင်ဟိုကမလည်းတွေ့မှာပေါ့စပွန်ဆာပေးခြင်းယောက်ျားငယ်ငယ်လေးချောလေးများချင်းနေသူအခုပေးနေတဲ့ဟာကြီးဆက်ကျွနေမာပြက်လာတဲ့လူကပင်းရအောင်ရှင်တကယ်တော့ပဲအသက်50 60ဒီကိုချစ်တဲ့သူကကြောပေးကြမလို့ပါဘူးကိုတန်မိုးထားရင်နေကိုချစ်တဲ့သူကတန်မိုးထားမှာပဲကိုတန်မိုးမထားဘူးဟုတ်တယ်မလားစပွန်ဆာပေးမှကိုနာမယောက်ျားကြီးလာကတ်မယ်လို့ထင်နိုင်တော့အဲ့လိုပဲလာကတ်မှာပဲတွေ့တဲ့သူတိုင်းမှာစိတ်ဝင်စားတာဆိုနေအခုပေးနေတဲ့ဟာကြီးကနေပေးနေကိုလာမယ်သူများပေးသူများစီလဲသွားနေဦးမှာပဲလေအချီချိုင်ပိုးမှပြောမစို့ကွယ်စဉ်းစားကြည့်အချောင်းတစ်ချောင်းမြတုံးနေရယူကြတော့ပြလာပါဟဲ့ဟိုကောင်ကလည်းစောက်ရှက်မရှိပဲတက်ပြောတော့ငါတို့ကလည်းကြီးမိတဲ့ငါတို့ကလည်းတက်ပြောတာပေါ့